မင်္ဂလာပါဒီအကြောင်းအရာကစိတ်ဝင်စားနေသူတွေအတွက်တော့တကယ့်ကိုအရေးကြီးပါတယ်နော်ကဲတောင်ကိုရီးယားမှာ Masters ဒါမှမဟုတ် PhD တက်ဖို့စိတ်ကူးလေးတွေရှိနေလားအဲ့ဒီစိတ်ကူးကိုတကယ်လက်တွေ့ဖြစ်လာအောင်လုပ်ပေးနိုင်မယ့်အခွင့်အလမ်းကောင်းတစ်ခုရှိနေတဲ့ဆိုရင်ရောစိတ်ဝင်စားကြမလားဟုတ်ပါတယ်အယောက်2000ပါ GKS ကနေနှစ်တိုင်းပွဲလွန်ကျောင်းသားအယောက်2000နီးပါးကိုပညာသင်ဆုပေးနေတာပါဒီရတော့ကိုကြည့်လိုက်တာနဲ့တင်ဒီအခွင့်အလမ်းကဘလောက်တောင်ကြီးမားကြီးလူတိုင်းအတွက်လက်မိနိုင်လဲဆိုတာသိနိုင်ပါတယ်နော်အကောင်းဆုံးချက်ကဘာလဲဆိုတော့ဒါက fully funded scholarship ဖြစ်နေရပါပဲကုန်ကြစီအားလုံးကိုအပြည့်အဝထောင်းပံ့ပေးမှဖြစ်ပြီးကမ္ဘာတွင်းကကျောင်းသားတိုင်းရှောက်လို့ရပါတယ်ဆိုတော့ပိတ်စင်ကိစ္စကကိုအိမ်မက်တွေအတွက်အသားအစီးတစ်ခုလုံးဝမဟုတ်တော့ဘူးပေါ့ကဲဒါဆိုရင်ဒီ GKS scholarship ကိုဘာလို့ဖွင့်လို့ပညာရေးအတွက်ရွှေလက်မှတ်တစံလို့တောင်တင်စားကြရတယ်လဲဆိုတာအတူတူကြည့်လိုက်ကြရအောင် GKS ကဘာတွေပေးလဲဆိုတော့အများကြီးပဲဗျာလေရင်လက်မှတ်အသွားအပြန်ကျောင်းလက်ခအပြည့်စုံအခြေချဖို့ထောက်ပံ့ကြည့်ပြီးတော့လက်စင်သုံးဖို့မုံဖို့အကုန်ပါတယ်အဲ့အတင်ပဲလားဆိုတော့မဟုတ်သေးဘူးကျမကြီးအာမခန့်တနင်တန်ကိုရီးယားဘာသာစကားသင်တန်းနောက်ဆုံးပွဲယူဖို့သီးစစ်စာနန်းအတွက်ကုန်ကြစိတ်ဒီအစုံအားလုံးကိုထောက်ပံ့ပေးအောင်ပါတကယ်ကိုဘာမှစိတ်ပူစရာမလိုပဲပညာရေးတစ်ခုရဲ့ကိုပဲအပြည့်အဝအာရုံစိုက်နိုင်အောင်စီစဉ်ပေးထားတာမျိုးပေါ့ Okay ရှောက်လွှာတင်တဲ့အပိုင်းကိုကြည့်လိုက်ကြရအောင်ဒီမှာရှောက်မဲ့သူတိုင်းပထမဆုံးအနေနဲ့ဆုံးဖြတ်ချက်တစ်ခုချရမယ်အဓိကရှောက်လို့ရမယ့်လမ်းကြောင်းတစ်ခုရှိတယ်ပေါ့ဗျာအဲ့ဒီလမ်းကြောင်းတစ်ခုကတော့ Embassy Track နဲ့ University Track ပါ Embassy Track ကတော့ကိုယ့်နိုင်ငံမှာရှိတဲ့ကိုရီးယားတန်ယုံကနေတဆင့်ရှောက်ရတာဖြစ်ပြီးတက္ကသိုလ်3ခုအထိရွေးချယ်ခွင့်ရှိတယ် University Track ကျတော့ကိုတက်ချင်တဲ့တက္ကသိုလ်တစ်ခုတည်းကိုပဲတိုက်ရိုက်ရှောက်ရမှာပါဆိုတော့ကိုမတက်ချင်တဲ့တက္ကသိုလ်ကတည်တည်ချာချာရှိပြီးသားဆိုရင် University Track ကအဆင်ပြေနိုင်တယ်အခွင့်အလမ်းပိုများလို့ချင်တယ်တက္ကသိုလ်3ခုလောက်ထိချိန်ထားချင်တယ်ဆိုရင်တော့ Embassy Track ကပိုတင်တော်မှာပေါ့ဒါကတော့ကိုယ့်ရဲ့ plan ပေါ်မူတည်ပြီးတည်ချစဉ်းစားရမယ့်အပိုင်းမှာကဲအေးအေးကြီးတဲ့နောက်တစ်ပိုင်းဘယ်လိုလူတွေလျှောက်ထားလို့ရလဲအေးအေးချင်းတတ်မှတ်ချက်တွေပေါ့ဒီခွင့်ရေးကိုရဖို့အတွက်မရှိမဖြစ်လို့အပ်တဲ့တောက်ချက်လေးချက်ကိုတစ်ချက်ကြည့်လိုက်ရအောင်အရေးချင်းတတ်မှတ်ချက်တွေကတော်တော်လေးတော့ရှင်းပါတယ်ပထမဆုံးကနိုင်ငံသားဖြစ်ရမယ်ရှောက်မယ်သူရောမိဘနှစ်ပါးစလုံးမှာကိုရီးယားနိုင်ငံသားမဟုတ်ရပါဘူးဒုတိယအချက်ကပညာရေးချင်းပေါ့ Masters အတွက်ဆိုရင် Bachelor's Degree PhD အတွက်ဆိုရင် Master's Degree ကိုသတ်မှတ်ရအမည်ရရှိထားရပါမယ်တတိယအချက်ကတော့ GPA ဒါကနောက်မှာအသေးစိတ်ပြောပြပါမယ်နောက်ဆုံးတစ်ခုကတော့အသက်ပါအသက်40ရောက်ဖြစ်ရမှာမယ်ဆိုလိုတာက1986ခုနှစ်စက်တင်ဘာလ1ရက်နေ့နောက်ပိုင်းမွေးလသူတွေရှောက်လို့ရတယ်ပေါ့ GPA မှာတော့အတိအကျပြောရရင်တော့အနည်းဆုံး CGPA က 4.0 scale မှာ 2.64 5.5 scale မှာ 2.91 ဒါမှမဟုတ်ရာခိုင်နှုန်းနဲ့ဆိုရင်80ရာခိုင်နှုန်းနဲ့အထက်ရှိရပါမယ်ဒါကတော့ရှော့လွှာတင်ဖို့အတွက်အခြေခံအကြဆုံးလိုအပ်ချက်တစ်ခုပါပဲကဲအခုလဲလာတင်တဲ့လုပ်ငန်းစဉ်တစ်ခုလုံးကဘယ်လိုပုံစံနဲ့တွားမလဲဆိုရအချိန်စရာကိုတစ်ချက်ကြည့်ရအောင်ဒါမှဘာကိုပဲအချိန်မှဖြင့်စီရမလဲဆိုတာကြိုတည်ထားလို့ရမှာလေဖေဖော်ဝါရီလလောက်မှာရောက်လာပြီးစခေါ်ပါပြီပြီးတော့မလန်နဲ့အေပီလမှာပထမဆင့်ရွေးချယ်မှုတွေလုပ်ကြရတယ်အဲ့ဒီနေ့အရွေးခံရတဲ့မေလာနဲ့ဇွန်လမှာဒုတိယနဲ့တတိယဆင့်ရွေးချယ်မှုတွေဆက်လုပ်ပြီးတော့နောက်ဆုံးအဖြေကိုတော့ဇွန်လကုန်ပိုင်းလောက်မှာကြီးညာလေးရှိပါတယ်ဒီတိုင်းလိုင်းကိုကြည့်လိုက်ရင်ဘာကိုသဘောပေါက်ရမလဲဆိုတော့ကြိုတင်ပြင်ဆင်မှုကအရန်ရေးကြီးတယ်ဆိုတော့ပါပဲ6လခေါ်မှပြင်ဆင်ရင်အချိန်မီမှာမဟုတ်ပါဘူးဒါကြောင့်စာရွက်စာတမ်းတွေကိုအစောကြီးရတွေကပြင်ဆင်ထားဖို့တိုက်တွန်းချင်ပါတယ် GKS ဆိုတာကလည်းပညာသင်ဆိုးဆိုတဲ့ခေါင်းစဉ်တစ်ခုတည်းအောက်မှာပဲရှိနေတာမဟုတ်ပါဘူးအဲ့ဒီထက်အများကြီးပိုကျယ်ပြန့်ပါတယ်ဒါကကဘာတဝန်းလုံးအတွက်ဖွင့်ပြထားတဲ့လမ်းကြောင်းတစ်ခုဆိုရင်လည်းမမှားပါဘူး ဒီသတင်းကောင်းစဉ်ကိုပဲကြည့်လိုက်ပါကိုရီးယားနိုင်ငံကအစိုးရပညာသင်ဆုတွေကနေတဆင့်ဒုက္ခတိကျောင်းသားတွေအတွက်လမ်းကြောင်းသစ်ဖွင့်လှစ်ပေးတဲ့ဒီအကြောင်းရင်းတွေတင် DSCC ရဲ့ကမ္ဘာလုံးဆိုင်ရာအရေးပါမှုကဘလောက်ကြီးမားလဲဆိုတာမြင်နိုင်ပါတယ်ဟုတ်ပါတယ်ဒီပညာသင်ဆုကလူတိုင်းကိုတကားဖွင့်ကျိုးဆိုတဲ့အခွင့်အရေးတစ်ခုပါ UNHCR ရဲ့ထောက်ခံချက်ရထားတဲ့သူတွေတောင်ရှောက်ထားလို့ရပါတယ်။တခါတလေစာရွက်စာတမ်းအထောက်ထားတွေဖြူဖို့ခက်ခဲနိုင်တဲ့ဆိုတာကိုသူတို့နားလည်ပေးတဲ့အတွက်အထူးစီးမိနေတောင်ထားပေးထားတယ်။ဥပမာတန်ယုံထောက်ခံချက်လိုမျိုးရဖို့ခက်နေရဲ့ UNHCR ရဲ့ထောက်ခံချက်နဲ့အစားထိုးတင်ပြလို့ရတယ်။ဒါကအကြောင်းမျိုးကြောင့်ကိုယ့်နေရကိုစွန့်ခွာခဲ့ရတယ်။ကျောင်းသားတွေအတွက်တန်ဖိုးမဖြစ်နိုင်တဲ့ပညာရေးလမ်းကြောင်းတွေကိုဖန်တီးပေးလိုက်ကြပါပဲ။ဆိုတော့အချော့ပြောရရင် GKS ဆိုတာပိတ်ဆန်ထောက်ပံ့ပေးတာထက်အများကြီးပိုပါတယ်။ဒါဟာကဘာရက်ရက်ကအရေးချင်းရှိတဲ့လူငယ်တွေကိုဆက်သွယ်ပေးတဲ့တထားစင်းဖြစ်တယ်လို့နိုင်ငံတကာယဉ်ကျေးမှုဖလှယ်ရေးကိုဘလောက်အလေးထားလဲဆိုတာကိုပြသနေတဲ့သက်သေတစ်ခုလည်းဖြစ်ပါတယ်။ဒီတော့ကိုယ့်ရဲ့ကိုရီးယားခရီးလမ်းကိုဘယ်နေရာကနေစတင်ကြမလဲ။ဒီခွင့်လန်းကိုလက်လို့မခံပေကိုအိမ်မက်ဒီကိုအကောင့်ထဲဖော်ဖို့အခုကတည်းကစပြီးပြင်ဆင်လိုက်ကြရအောင်ပါ။ Global Korea Scholarship ကအတင်ဆောင်ကြနေပါပြီ။